မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့လေ narcissism ကိုအလာအမဲအထင်ကြီးစိတ်ဝင်စားမှုပေါ့ Thomas Erikson ရဲ့ Surrounded by Narcissists စာအုပ်ထဲကအချက်အလက်တွေကိုအခြေခံပြီးကြည့်ကြမှာပါဟုတ်ကဲ့အဲ့ဒီ narcissism ရဲ့အဓိကလက္ခဏာတွေသူတို့သုံးတဲ့နီလန်းတွေပြီးတော့အဲ့ဒါတွေရဲ့တက်ရောက်မှုတွေကိုဒီအရင်မြစ်ကနေဆွဲထုတ်ပြီးပြောကြတာပေါ့စာချင်းမှာပဲစာရေးသူကဥပမာလေးတစ်ခုပေးထားတာသတိထားမိတယ်အဲ့ဒါကလေ narcissism ကို SUV ကားတွေဟစ်စားလာတာနဲ့နိုင်ထားတာဟုတ်ကဲ့အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ဘယ်လိုမျိုးပါလဲSUV ကားတွေကလမ်းပေါ်မှာနေရာပိုယူလိုမျိုးပေါ့နော် narcissist တယောက်ရဲ့အဖြူမှုကလည်းသူ့ပတ်ဝန်းကျင်ကိုဘယ်လိုထိခိုက်စေနိုင်လဲဆိုတာကိုပုံဖော်ပြထားတာမှန်ပါတယ်သူတို့ကြောင့်တခြားသူတွေခက်ခဲတာမျိုးပေါ့နိုင်ဟင်းချက်ကအတော်လေးချီမိပါတယ်ဒီအရင်မြစ်မှာဖော်ပြထားတဲ့သူတို့ရဲ့အဓိကလက္ခဏာတွေကလည်းဒါကိုထပ်ပြီးအားဖြည့်ပြတယ်လို့ပြောရမယ်ဟုတ်ကဲ့ဘယ်လိုလက္ခဏာတွေအဓိကပါလဲဥမာပြောရင်လည်းလက်တွေ့မကျတဲ့ကိုအလွန်မြင့်အထင်ကြီးမှုပေါ့ grandiose self image လို့ခေါ်တာလောကကြီးတစ်ခုလုံးကသူတို့အတွက်ပဲလေပတ်နေတယ်လို့ထင်တတ်ကြတယ်ဟုတ်ကဲ့ပြီးတော့ကိုအချမ်းပဲအမြဲဖြို့ချင်တယ်ကိုဟာစိတ်ချူးချတယ်လို့ခံစားနေတတ်တယ်နောက်တစ်ခုကတခြားသူတွေကိုဝေဖန်ဖို့အဖြစ်တင်ဖို့အမြဲအဆင်သင့်ပဲမြန်ဆန်အပြစ်တင်တတ်တာမျိုးပေါ့ဟုတ်ပါတယ်ပြီးတော့စီမင်းစည်းကမ်းတွေကသူတို့နဲ့မဆိုင်ဘူးလို့လည်းထင်တတ်ကြတယ်ကိုအမြဲကြွညာနေတာမျိုးလည်းပါတယ်ဒီလိုလက္ခဏာတွေပြင်လေသူတို့ထုံးတတ်တဲ့လျှက်စားမှုနီးလန်းတွေကိုလည်းစာရေးသူကဖော်ပြထားတာတွေ့ရတယ်နော် love bombing ဆိုတာမျိုးဟုတ်တယ် love bombing အဲ့ဒါကအစပိုင်းမှာတော့အရန်ချစ်ပြဂရုစိုက်ပြတာဟုတ်ပါအလွန်ကျွန်းကိုဂရုစိုက်ပြပြီးတော့မှရုတ်တရက်ကြီးဟုတ်တယ်ရုတ်တရက်ကြီးအေးဆက်သွားတာတစ်ဖက်လူမှာတော်တော်ခံရခက်တာပေါ့ဒါကစိတ်ပိုင်းဆိုင်ရာထိန်းချုပ်ဖို့ကြိုးစားတဲ့နည်းတစ်ခုပဲနောက်တစ်ခုကတော့gaslighting ဆိုတာရောဟုတ်တယ် gaslighting အဲ့ဒါကပို့ပြီးတော့တောင်ဆိုးတယ်ကို့အမားကိုဖုံးဖို့ဒါမှမဟုတ်ကိုလိုချင်တာရဖို့အတွက်လေဘယ်လိုမျိုးလဲအဲ့ဒါကတစ်ဖက်လူကိုသူတို့မားနေသလားဒါမှမဟုတ်စိတ်များမိုင်းနေပြီလားလို့ထင်ယောင်ထင်မှားဖြစ်သွားအောင်တမင်တကာလိန်ညာတာအဖြစ်မှန်ကိုပြောင်းပြန်လမ်းပစ်တာမျိုးဥပမာလေးပေးလို့ရမလားသူတို့ဘယ်လိုမျိုးပြောတာလဲဥပမာပြောရင်မင်းကတိတ်စိတ်ခံစားလွယ်တာပဲအမြဲတမ်းပိုတာတာတွေလွတ်နေတယ်ဆိုတာမျိုးပေါ့တကယ်တော့အဲ့လူကပုံမှန်ပဲတုံ့ပြန်နေတာဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီပုံမှန်တုံ့ပြန်မှုကိုတော့ပြဿနာတစ်ခုလို့ဖြစ်အောင်ပုံဖော်လိုက်တာဆိုတော့ကိုယ့်ရဲ့မကောင်းတဲ့အပြုမှုနဲ့အာယုံလွဲလိုက်တာပေါ့မှန်ပါတယ်ကိုတာဝန်ယူစရာမလိုတော့ဘူးလေတစ်ဖက်လူကိုပဲမားတယ်လို့ထင်အောင်လုပ်လိုက်တာဒါတော်တော်လေးကောင်းချစ်တဲ့နီလာမယ်နော်ဒီလိုစိတ်နေသဘောထားတွေပိုပြီးတွေ့လာရတယ်ဆိုတာမျိုးလဲပြောကြတယ်အဲ့ဒါနဲ့ပတ်သက်လို့ရောအရက်မြင့်မှာပြောထားသေးလဲအဲ့ဒါဒါလေစာရေးသူကတော့ဖြစ်နိုင်ခြင်းနှစ်ခုကိုထောက်ပြထားတယ်တစ်ခုကလူမှုကွန်ရက် social media ရဲ့လွှမ်းမိုးမှုပေါ့လူမှုကွန်ရက်နောက်တစ်ခုကကိုတန်ဖိုးထားမှု self esteem ကိုအလွန်ကြွအားပေးတဲ့ယဉ်ကျေးမှုတွေရဲ့ရိုက်ခတ်မှုဖြစ်နိုင်တယ်လို့သုံးသပ်ထားတယ်ဟုတ်ကဲ့စိတ်ဝင်စားစရာအချက်ကလေလူနေဒီမှာကိုတန်ဖိုးထားမှုမြင့်တက်လာပုံရပေမဲ့အဲ့ဒါကလက်တွေ့ဘဝကအောင်မြင်မှုတွေအရေးချင်းတွေနဲ့အမြဲတမ်းတိုက်ရိုက်အချိုးမကျဘူးဆိုတဲ့သူဒေသနာတွေကိုလည်းကိုကထားတယ်ဆိုလိုတာကအပေါ်ရင်ချိကောင်းနေပေမဲ့အတွင်းမှာအနှစ်တရာတကယ်ရှိချင်မှရှိမယ်ဆိုတဲ့သဘောလားအဲ့လိုမျိုးပေါ့ဟုတ်ပါတယ်ဒါဆိုရင်လေဒီလို narcissistic အဖြူမှုရှိတဲ့သူတွေနဲ့ဆက်ဆံရတဲ့အခါကိုဘယ်လိုကောက်ွယ်ရမလဲအရင်မြစ်မှာအကြံပြုချက်တွေပါတယ်လားပါပါတယ်အဓိကအကြံပြုထားတာကတော့ရှင်းလင်းတဲ့နယ်နိမိတ်တွေသတ်မှတ်ဖို့ပဲ boundaries ပေါ့နယ်နိမိတ်သတ်မှတ်ဖို့ဟုတ်ကဲ့ကိုလက်မခံနိုင်တဲ့အပြုမှုတွေကိုဒီမခံပဲရှင်းလင်းပြောဖို့လိုတယ်နောက်တစ်နည်းက broken record technique လို့ခေါ်တယ်broken record technique အဲ့ဒါဘယ်လိုမျိုးလဲဆိုလိုတာကကိုပြောချင်တဲ့တတိကအချက်ဒါမှမဟုတ်ကိုယ့်ရဲ့ယက်တီချက်ကိုလင်းသူတို့ကဘလောက်ပဲငင်းခုန်အာယုံလဲဖို့စ조사ပါစေကိုကအဲ့ဒီထဲပါမသွားပဲတီငင်းငယ်စကားလမ်းကြောင်းမလွဲအောင်ထက်ခါတလဲအဲ့ဒီအချက်ကိုပဲတတ်တမတ်တီပြန်ပြောနေတာမျိုးပါထက်ခါပြောတာပေါ့ဟုတ်ပါတယ်အဓိကအချက်ကိုပဲနောက်ပြီးတော့သူတို့ရဲ့လက်စားမှုပုံစံတွေကိုကြိုသိထားဖို့လည်းအရေးကြီးရဲ့အဲ့ဒါဆိုသူတို့ရဲ့အကွက်တွေကိုမြင်နိုင်ပြီးကိုပိုကာကွယ်နိုင်မှာပေါ့နယ်နိမိတ်သတ်မှတ်တာရဲ့ broken record technique ရဲ့ဒါတွေကတော်တော်လက်တွေ့ကြတဲ့အကြံပြုချက်တွေပဲဟုတ်ကဲ့အချို့အနေနဲ့ပြောရင်လို့လေဒီအရင်းကြီးတရား narcissism ဆိုတာဟာ
ကိုယုံကြည်မှုရှိတာ self confidence ရှိတာတို့ self esteem ကောင်းတာတို့တဲ့အများကြီးပို့လေဆိုတာပါပဲ ဟုတ်ကဲ့ ဒါဟာသူတို့ဘာရဲ့ခံစားချက်ကိုဂရုမစိုက်ပဲကိုပဲအဓိကထားတယ်ဆက်ဆံရေးတွေကိုအကြီးကျယ်ထိခိုက်ပျက်စီးစေနိုင်တဲ့အပြုအမူပုံစံဖြစ်တယ်လို့သူကဆိုထားပါတယ် ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ခြုံကြည့်ရင်တော့ narcissism ရဲ့လက္ခဏာတွေသူတို့သုံးတဲ့လက်ကွက်တွေဖြစ်နိုင်ချေအကြောင်းရင်းတွေနဲ့ရင်ဆိုင်ဖြည့်ရှင်းတဲ့တချို့ကိုဒီအရင်းမြစ်ကနေတွေ့ရတာပေါ့နော် ဟုတ်ပါတယ် ဒါနဲ့ပတ်သက်ပြီးစာရေးသူကစဉ်းစားစရာလေးတစ်ခုချန်ထားခဲ့လေအဲ့ဒါပါနှိမ်ချမှု humility ပေါ့နော်အဲ့ဒါဟာ narcissism ရဲ့တကယ်စန့်ကျင်ပဲဖြစ်နိုင်မလားဆိုတာပဲ စိတ်ဝင်စားစရာမေးခွန်းပဲ ဟုတ်တယ်ကိုပဲအာယုံစိုက်နေတာထက်လေကိုယ့်ထက်ပိုကြီးမားတဲ့အတွေ့အကြုံရှိတဲ့ရွေချက်တစ်ခုခုကိုရှောက်ခွေတာကစစ်မှန်တဲ့စိတ်ကြည်နမှုကိုပိုပေးနိုင်မလားဆိုရင်မေးခွန်းထုတ်ထားတာကတော့စပ်ပြီးတွေးစရာအချက်တစ်ခုပါတယ်လို့ပြောချင်တာလေရှင်